ဝတ်သားထုတ်ထိုးကိုစိုင်းထိုင်စားရတာအားမရတာနဲ့အိမ်မှာပဲကိုယ်တိုင်ဘန်းလိုက်ကြီးရှယ်လုပ်ပြီးကျွန်တော်တို့မောင်နှမနှစ်ယောက်ကအိမ်သားတွေပါဝိုင်းဖွဲ့ပြီးဘန်းရှိချအားရပါရအပြီးဆွဲဖြစ်ပါတယ်ခင်ဗျ ဟုတ်လားအချင်းအောင်ဟုတ်လားအရန်ကောင်းအချင်းအားဖြင့်မြင့် ဝတ်သားထုတ်ထိုးအတွက်ကိုစားခြင်းတဲ့အစိပ်ပိုင်းတွေကိုတန့်ရှင်းပြီးရေဆေးထားပါမယ်ခင်ဗျဝက်အစိပ်ပိုင်းတွေရဲ့ညှိနှဲနဲ့အညှိချွဲတွေပျောက်ကင်းသွားစေဖို့စားပြောင်းမုတ်သုံးမဟုတ်ဆန်မုတ်ရှာလကာရီတို့ကိုရောထည့်ပြီးတေချာလေး3ချိန်လောက်ပို့ဆေးထားပေးပါနော်3ချိန်လောက်ပို့ဆေးလိုက်ရင်တော့တော်တော်လေးကိုညှိနှဲတက်တာသွားပါပြီခင်ဗျပြီးမှရေကြည်သွားသည့်အထိတေချာလေးဆေးကြောထားလိုက်ပါမယ်နော်အဲ့တော့စပယ်လင်ကြက်သွန်ပြူဂျင်းတို့ကိုညက်နေအောင်အရင်ဆုံးထောင်းထားလိုက်ပါမယ်ဆေးကြောထားတဲ့အစိပ်ပိုင်းတွေကိုစားဟင်းခမ်းမုတ်ပဲငက်ပြာရည်ခယူးစီပြားရည်ထောင်းထားတဲ့အနှစ်ရှာလကာရည်ငပြာရည်စရတို့ကိုရောပြီးအသားတဲ့စိတ်ဝင်နေအောင်တေချာလေးနှက်နယ်ထားလိုက်ပါမယ်ခင်ဗျပြီးမှအိုးရဲကိုတကြားထဲလော်ပြီးအေးပျော်လာပြီဆိုရင်ဝက်အစိပ်ပိုင်းတွေကိုလုံးပေးလိုက်ပါမယ်နော်လုံးနေစင်မှာပဲဝက်အစိပ်ပိုင်းတွေရဲ့အပေါ်ရန်ကအယောင်ညိုညိုလေးနဲ့တင်းပြီးတက်လာပါလိမ့်မယ်ခင်ဗျကျွန်တော်ကတော့ဒဲအိုးသေးတာမို့လို့အကြက်မြတ်နိုင်တဲ့အပိုင်းတွေနဲ့ကြာပြောင်းမဲ့အပိုင်းတွေကိုတက်အိုးတိုးစီခွဲပြီးတည်ထားလိုက်ပါတယ်ပြီးရင်အိုးတွေကိုကြက်သွန်မိန်နဲ့9မျိုးဆက်တရုတ်မဆလာလေးထည့်ပြီးရေထည့်တည်ထားလိုက်ပါတယ်နော်45မိနစ်တနာရီလောက်တည်ထားပြီးရင်တော့အသားကလီစာတွေကြက်မကြက်စမ်းကြည့်ပြီးဖယ်ထားလိုက်လို့ရပါပြီကျွန်တော်ကတော့ကြက်ခန်ဒီမှာဘဲဥလေးပါထည့်ပြီးတခါတည်းပေါင်းထားလိုက်ပါတယ်ပြီးမှကိုစားခြင်းတလို့လှီးပြီးစိတ်ကြိုက်သုံးဆောင်နိုင်ပါပြီနော်ထုတ်ထိုးအတွက်အချင်းလေးစားလုပ်ဖို့အတွက်ငရုတ်သီးစိမ်းလေးတွေကိုပြုတ်ပြီးညက်နေအောင်ထောင်းထားလိုက်ပါမယ်နော်ကြက်သွန်ဖြူလေးတွေကိုလည်းတက်ထောင်းထားလိုက်ပါမယ်အိုးရဲကိုထညက်လေးအရေပြော့အောင်ရေနဲ့နဲ့အရင်ဆုံးကြိုပါမယ်ပြီးမှငရုတ်စီအနှစ်နဲ့ရေရောပြီးခက်ပစ်လေးဖြစ်အောင်ပြန်ကြိုလိုက်ပါမယ်နော်အချင်းရတာလေးအတွက်မကြီးတီးမဲ့ရေဖြိုလေးကိုထည့်လိုက်ပါမယ်နောက်ဆုံးမှအရသာအတွက်ကိုစားဟင်းခမ်းမုတ်တကြားငပြာရည်ငရုတ်သီးစိမ်းကြက်သွန်ဖြူတို့ကိုထည့်ပြီးပွက်ဆူအောင်တည်ထားလိုက်ပါမယ်အချင်းရတာလေးစိတ်တိုင်းကြရပြီဆိုတော့ဝတ်သားထုတ်ထိုးရှယ်ဆွဲဖို့ပြင်လိုက်ပါအောင်မယ်နော်စက်ကြည့်ပေးကြပါအောင်ခင်ဗျအားလုံးပဲမင်္ဂလာပါခင်ဗျာဘာမစ်ကက်ကနေပြန်လဲကြိုဆိုပါတယ်ဒီနေ့ကတော့အိမ်သားရဲ့လူစုံတက်တုံရှိနေရတဲ့အိမ်မှာပေါ့နော်ဝတ်သားထုတ်တို့ဘန်းလိုက်ကြီးလို့စားပြပါတယ်တော့အိမ်မှာဝတ်သားထုတ်တို့ဘန်းလိုက်လို့စားခါကြတာကိုစိတ်ကြိုက်လဲဒါပေါ့နော်ကိုကြိုက်တဲ့လောက်ဖန်တီးပြီးစားရရတယ်လို့ပေါ့နော်ဒါတန်ရှင်းလေးလည်းပုံဖြစ်တာပေါ့နော်အဲ့တော့ကျွန်တော်စပြီးစားပါမယ်အဲ့တော့လာရတော့ဆောင်မလို့ဖိတ်ခေါ်ပါတယ်စားကြပါဦးဝတ်သားထုတ်တို့ကြောင့်ကျွန်တော်ဒါကလီစာရောကျွန်တော်ဒါခေါင်းပိုင်းရောကျွန်တော်အမီးရောပြီးတော့ကျွန်တော်ဒါဘဲဥပေါင်းညာစားပါပေါ့နော်ရှယ်ပဲဖွားရောက်ဒီနေ့ဒါဗီဒီယိုရောတက်မပါဘူးအဲဖွားလည်းဘေးကနေစားနေပါတယ်ပြီးတော့ကျွန်တော်ဒါမောင်နှမလည်းတူတူစားပါပေါ့နော်ဒါကျွန်တော်နှစ်ယောက်ပဲအဓိကစားပြမှာပါရှယ်ပဲနော်ဒီနေ့ရောက်လုံးဝဝတ်သားတုပ်ထုအားပါရှေ့ဆွဲမှာဖြစ်ပါရဲ့ဟောအိမ်မှာလှူစားတဲ့ခါကျတော့ဘဝလင်းနဲ့စားရတယ်ပြီးပို့ပြီးတော့တန်ရှင်းတာပေါ့နော်အချင်းလေးကလုံးဝမကြီးချင်းလေးရဲ့ငရုတ်စီလေးရဲ့ဒါပေါ့နော်ကျွန်တော်ထက်ညက်လေးနဲ့တီချာလေးဖြော့ထားရပါတော့တော့တိုးနဲ့နူးရင်းလာတယ်ဟုတ်ကောင်းအောင်မယ်အရသာလေးပြပြလေးပါအောင်စားနေဟုတ်ကိုကြိုက်တဲ့အစိပ်ပိုင်းလေးပဲတီးတက်ပြုတ်ထားပါတော့ရွက်ငါမန်တန်ရရအမြတ်ပန်းရဲ့ဒါဦးရေးနေဟုတ်ထက်တာအဲ့စားတတ်တာစားရနူးအီရောဟုတ်လားအချင်းအောင်ဟုတ်လားအရန်ဟုတ်လားအရန်ကောင်းအချင်းအားဖြင့်မြင့်အားရပါစားတော့ဟုတ်ကောဒါလေးအမီးပိုင်းလေးပေါ့နော်အမီးရတယ်တစ်ချောင်းလေးရဆိုတော့ဒီနေ့ဒါအမီးလေးပါကျွန်တော်ထည့်ပြထားတယ်ရှယ်ပဲအားပါစားအဲ့လိုကောင်းရှယ်ပဲနော်
အဲ့တော့ကျွန်တော်ဒီနေ့ပေါ့နော်ဒါဝတ်သားတို့ဘန်းလိုက်ကြီးပေါ့နော် special လို့စားပြသွားသလိုပဲဒါကိုအိမ်မှာလဲပေါ့နော်တက်တက်ရှင်းရှင်းလေးနဲ့ပါစားလို့ရအောင်လို့ဒါအိမ်မှာလဲလိုက်တော့စားကြည့်ဖို့ကျွန်တော်အချက်ပြုချင်ပါတယ်တကယ်လဲစားလို့ကောင်းပါခင်ဗျအဲ့တော့ကျွန်တော်ဗီဒီယိုကျွန်တော်ဒီမှာပတ်ဆုံးတက်လိုက်ပါဦးမယ်နောက်လဲကျွန်တော်ဘလို့စားတော့လေးဘလို့ဟင်းပွဲလေးချက်ပြစားပြအောင်လို့တော့ဆက်တော့ဖမ်းကြည့်ပြပါအောင်ကျွန်တော်ရဲ့ Bamis Guide ရဲ့ YouTube Facebook TikTok မှာ like and follow လုပ်ပါဦးခင်ဗျအဲ့တော့ကျွန်တော်တို့နောက်ဗီဒီယိုပြန်ကြည့်ပါမယ်တတာ